တနေ့တက်တဲ့မုံကတော့ပိုကုန်တယ်ဖြစ်မှလားဟုတ်မုံကမစားမုံကသိမစားမကြိုက်ဘူးလို့ဘာလဲဆိုထမင်းစားတာတကယ်မင်းထမင်းရမ်းကြိုက်တယ်အသားတွေမကြိုက်ဘူးထမင်းရမ်းကြိုက်တယ်လို့ကျုပ်ကြော်ကျုပ်နဲ့ပဲစားတာပဲအသားကိုမစားနိုင်ဘူးစားတာဆိုလို့ဝက်သားကိုဝက်ခောက်လीအဲ့လိုမျိုးအဲ့ဝက်ခောက်တော့ပဲစားတယ်ဝက်သားဆိုလဲနူးနေမှစားတာတဏ္ဍာမစားဘူးစသားလည်းမကြိုက်ဘူးငါဟင်းနေပါရောနည်းနည်းတော့ကြိုက်တာပေါ့အဲ့လောက်ပဲဒီကအသားဟင်းမမှတ်ဘူးထမင်းစားလို့ထမင်းရကြတော့တော်တော်စားနေအဲ့ထမင်းစားလို့ပဲလူကဝလာထမင်းကတော့ရှော့သွားတာပေါ့ A few moments later ပုံမှန်လူကအာဟာရဖြစ်အောင်လို့ဆိုလို့ရှိရင်ထမင်းကိုရှော့ပြီးတော့ဒီဗိုက်တာမင်တွေပါတဲ့ဒီအသားဓာတ်ကိုပို့စားရမှာအင်းကဒီအသားကိုမစားဘဲနဲ့ဒီထမင်းကဒီပိုဝစီရဲ့အရာကိုပဲစားနေရပါတော့အမလီတစ်ခေါက်စားရင်ထမင်းကဇလုံးနဲ့စားတယ်ဒီလားဇလုံးတော့ပကံပြားတွေနဲ့မစားတတ်ဘူးဇလုံးနဲ့ဟိုမှာထမင်းကိုရင်ရဆိုပေါ့နော်နှစ်ဘက်က3ငါလောက်ပြီးဆွဲနိုင်တယ်စားနိုင်တယ်ခင်းရတော့ဒါမြုပ်သီးကြီးပါမှာပေါ့နော်ဆက်တွေပါမှာအဲ့လိုမျိုးအဲ့လိုနောက်ပိုင်းပြီးရှော့နေရပါပေါ့တော်သေးရဲ့လောက်စားတော့မှတအားဒီခက်ပိုမစိုးနေလို့ဖျားကတော့နေပေါ့တယ်ဖျားတော့မကတော့ပါဘူးဖျားတော့စိတ်ထဲမှာတော့ရှိရမြဲနားတိုင်းမကတော့ဖြစ်တာတခုပဲနားတိုင်းမကတော့ဖြစ်တာတခုပဲဖျားမရှိဘူးအောင်ကြာဖျားတော့သွားတယ်တော့ဖို့ရဖျားတော့မရှိဘူးအပြင်မှာဖျားတွေတော့လိုက်ပြီးတယ်ဂါရီဖြစ်သူတစ်ဖြစ်သူဟာဟုတ်တယ်မဟိန်းနဲ့ဟုတ်တယ်မောင်လေးအဲ့ဒါမလို့လေအစတော့ခွဲတည်ရမလားစိတ်တူပါဗောဘာလို့မစီမဆိုင်ရန်သူလည်းမဟုတ်ပြင်လားရန်ဖြစ်လို့ဆဲတာဒါဆဲလို့ရရလေနော်လက်ခံလို့ရတယောက်နဲ့တယောက်ရန်ဖြစ်တယ်မကျင်တဲ့ဘူးဆဲကြတယ်ဒါဖြစ်ပါမှာပဲဖြစ်လို့ရတယ်ဒါမဲ့လို့ဘာရန်လည်းဖြစ်ဘာမှလည်းမရှိဘဲနဲ့ပလိန်ဆဲတာကွာမင်းဆိုဘယ်လိုလုပ်မလို့ငါလိုက်ကိုလိုက်ရှင်နဲ့လာဆော့တယ်လူရောက်မလို့ချက်လက်ကြီးလည်းယူတယ်လာလိန်ပေါ်မှာလည်းကိုယ်ကိုဆဲတယ်ဆိုတော့လိန်ပေါ်မှာလည်းကိုယ်ကိုဆဲတယ်ဆိုတော့ဒါဖြစ်လဲဆိုအစလောင်းနေနောက်ပိုင်းကျတော့မလောင်းတော့ဘူးဘယ်လိုမျိုးကိုအဲ့ဟာကိုရှော့လိုက်လဲဆိုလို့ရှိရင်အစမောင်မျိုးသိပါမဟိပြန်ပြောတာရှိရဲသိရမလားဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်သိရမလားမောင်လေးကိုပြန်ဆဲပေးအဲ့ကောင်လေးကိုဘာညာကွိကွာပေါ့သိရမလားဒါကြောင့်မဟိကတတ်မှတ်လိုက်တယ်ငါဒီအရင်ဘဝတုန်းကဘောနော်အခုဆဲကိုဒီဘဝမှာဒါဆဲခံရရမလားဘာကြောင့်ဖြစ် plain ဆဲခံရရဆိုတာကိုဒါဘယ်လိုပြောမလို့ကိုအရင်တော့ဒါကိုကျွေးဆက်ရတယ်ပေါ့နော်တတ်မှတ်လိုက်တယ်အရင်တော့ငါဒီသူတွေကိုဒီကောင်လေးတွေကိုငါဆဲခဲ့လို့ဖြစ်လိမ့်မယ်အဲ့ဒါမလို့ဒီဘက်မှာငါပြန်ဆဲခံရတာအဲ့တော့ငါဝကျွေးပဲဆဲပါသေးအမြန်ဆဲဒီမှာမြန်ကြည်ဒါပဲစိတ်ကအဲ့လိုထားလိုက်တဲ့ခါမှာစိတ်ကပေါ့သွားတာနော်ဒီလားတရားရတာမဟုတ်ဘူးနော်စိတ်ကလုံးဝပေါ့သွားတာပေါ့ပြီးရှင်းပြီးတော့လို့စိတ်တူရရတယ်မရှိတော့ဘူးစိတ်ဆိုးရတယ်မရှိတော့အကုန်ပြီးသွားတာမဟုတ်ရင်စတော့မနေနိုင်ဘူးလေပြန်လာဆဲနေဘာလို့ဆဲရလဲကောင်းနေငါ့ကိုလာပြီးတော့ငါဘာလို့လို့လဲပေါ့နော်အဲ့လိုတွေဖြစ်တာဒေါသတွေထွက်ရတယ်လောင်ရတယ်လေနောက်ကြတော့အဲ့လောင်ပဲကိုတိုင်းပဲနှိမ့်လိုက်တယ်မယူတော့ဘူးပူတွေမယူတော့ဘူးကြီးပါလို့ငါဆဲခံရတယ်ဒါရင်တော့ဘွားတော့ငါတို့ကိုဆဲခဲ့တာဖြစ်လိမ့်မယ်ခုတော့ဒါငါဒီကောပြန်ဆဲခံရတယ်ဆဲခံလိုက်မယ်ပြီးပြီဒါပဲရှင်းသွားပြီတရားပေါက်သွားတာမဟုတ်ဘူးတကယ်ကကိုစိတ်ကိုမလောင်ကျင်လို့ပေါ့နော်လူကတတန်းတိုးလေးမောင်လေးတွေတည့်ရတိုင်းကိုဘွားမှာလဲကိုရုံးကန်လှုပ်ရှားရရတယ်ရှိမယ်လူမှုရေးစီးပွားရေးညီသားစုကိစ္စတွေကွာပြောချင်တာလူတိုင်းကတော့ perfect ဖြစ်နေရတော့မဟုတ်ဘူးပျော်ရွှင်နေရတယ်လည်းမဟုတ်ဘူးကွာဘယ်လိုပဲဖြစ်ဖြစ်ခက်ခဲနေနေတာဖြတ်တန်းရတာရှိမယ် life ကလေအဲ့လိုဆိုတော့ကြံရှိရဲ့အသက်ရှင်နေတဲ့တက်တန်းဘယ်လောက်ကြာမှာလဲမင်းအလွန်ဆုံးနေရအသက်ဘယ်လောက်80လား80ထိလဲခါကျ80ကျော်ထိလဲအသက်မရှိနေတော့ပြောပြမယ်အိမ်အဖွားအသက်100ကတ်နေပြီနော်ဒါပေမဲ့ तू ကတန်ကောင်းတော့အကုန်လုံးကဝိုင်းပြုစုကြတယ်မင်းတို့ခုတက်ပြီပဲနော်ဒါပေမဲ့ကိုယ်စိတ်ထဲမှာငါလို့ကြီးလာရင်ငါအဖွားလောက်ထိရောအသက်မရှင်ခြင်းလို့ဘာလို့လဲဆိုတော့ပြုစုကိုသားသမီးကိုပြုစုရမယ်ဆိုပေမဲ့ပေါ့နော်အဲ့လောက်ကြီးကြတော့လဲအဆင်မပြေပြန်အောင်သိမလားဟာရှူပေါက်လဲကိုယ်ရမသွားနိုင်တော့ဘေးကသားသမီးရာတွဲရတယ်တေးပါရှူပေါက်ကစားကိုကမလုံနိုင်တော့ဘူးပေါ့နော်အဲ့လိုဆိုတော့လေတယ်လီကိုလည်းမှာတင်တာလူဘွားတက်တန်ပေါ့နော်အသက်ကတူလေးပဲကြံမှာကွာဘွားတက်တန်တော့ကဘာလို့လောက်ထိနေရမလဲကိုမသိဘူးအဲ့တော့ကြံတဲ့ဘွားတစ်ချောင်းလုံးကို
စိတ်အေးချမ်းနဲ့ပဲနေကျင်တယ်အဲ့ဒါပဲမင်းဖះရောက်တိုင်းဆူတောင်းတယ်ဟိုငယ်တော့ဆိုသိရမလားဟာတတိမကြီးဖြစ်ပါစေချမ်းသာပါစေသိရမလားဘဲချိုးလေးရပါဘာညာဆူတောင်းခဲ့ဘူးတဲ့ဘဲချိုးလေးရပါဘာညာဆူတောင်းခဲ့ဘူးတဲ့အခုတက်ကြီးလာတော့ဘာဆူတောင်းလဲဆိုတော့တမျိုးပဲစိတ်ချမ်းသာပါစေစိတ်ကအဓိကပဲစိတ်ချမ်းသာရင်ရပြီဘာမှမလို့ခြင်းအဲ့တခုပဲဆူတောင်းတယ်